အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီသင်ခန်းစာမှာကတော့types of lens ကိုလေ့လာရမှာဖြစ်ပါတယ်ဒီကတော့မှန်ဘလူးတွေရဲ့အမျိုးအစားတွေပေါ့နော်အဲ့တော့ဒီပုံမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် pointer လေးနဲ့ပြပါမယ်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဟို18 mm လို့ခေါ်တဲ့ lens တစ်ခုတွေ့ရမယ်200 mm လို့ခေါ်တဲ့ lens ကိုတွေ့ရမယ်ဒီဘက်မှာပြထားတဲ့ပုံမှာဆိုရင်ကင်မရာနောက်မှာရှိတဲ့ sensor ရဲ့နောက်တစ်ခုကဒီမှာ lens ရဲ့ကြားမှာရှိတဲ့အကွာအဝေးရဲ့ကိုသူပြထားတာတွေ့ရတယ်အဲ့တော့ဒီမှာ18 mm ဆိုလို့ရှိရင် sensor နဲ့ lens နဲ့ကြားက focal length ဒီတိုးတာပေါ့နော်18 mm ပဲရှိတယ်ဒီမှာကျတော့ zoom lens မှာကျတော့ sensor နဲ့ဒီ lens နဲ့ကြားကအကွာအဝေးဒီ200 mm ရှည်လျားတယ်အဲ့တော့ဒီမီလီမီတာနဲ့ပေါ်ပြထားတယ်ဆိုတာက sensor နဲ့ lens နဲ့ကြားကအကွာအဝေးကိုပေါ်ပြထားတာဖြစ်တယ်အဲ့တော့ဒီ value ဒီသေးတယ်နည်းတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ angle of view လို့ခေါ်တဲ့ဟာပေါ့နော်မြင်ကွင်းကပို့ပြီးတော့ကြီးတယ်ကျယ်တယ်ပေါ့နော်တကယ်လို့ဒီကောင်ကကြီးသွားပြီဆိုလို့ရှိရင်focal length ရဲ့တန်ဖိုးကြီးသွားပြီဆိုရင်အများကြီးမမြင်ရတော့ကိုမြင်ချင်တဲ့အရာတစ်ခုပဲမြင်ရမယ်အဲ့တော့ဒီပုံမှာကျွန်တော်ကြည့်လိုက်အောင်ဒီပုံမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့18 mm lens နဲ့ရိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီရုပ်လေးကိုလည်းကျွန်တော်တွေ့ရတယ်နောက်တစ်ခုကနောက်က background ရှုခင်းကိုလည်းမြင်ရတယ်200 mm လည်းရောက်လဲရောက်ရောဒီရုပ်လေးရဲ့သူ့နောက်ကအပင်ရဲ့အစိတ်ပိုင်းလေးတစ်ခုလောက်ရဲ့ပဲတွေ့ရတယ်အဲ့တော့ဒီ focal length တန်ဖိုးမြင့်လေ zoom ဆွဲလို့ရလေ subject တစ်ခုတည်းကိုပဲ focus လုပ်နိုင်လေသဘောဖြစ်တယ်နောက်တစ်ခုကတော့ဘာမှတ်ထားဖို့လိုလဲဆိုတော့ဒီ focal length နည်းတဲ့မနော်18 mm လို့ lens ဆိုလို့ရှိရင် bokeh effect လို့ခေါ်တဲ့ဟာပေါ့နော်အနောက်က background ကြီးကမဝါးသွားပဲနဲ့ဒီအကုန်လုံးကကြည်နေတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ zoom lens ဖြစ်လာပြီတပြည့်ပြည့်နဲ့ဒီ focal length ကရှည်လာပြီဆိုရင်တပြိုင်နက်တည်းအနောက်နဲ့ရှေ့နဲ့နော် subject နဲ့ background နဲ့ကြားကအကွာအဝေးဒီပို့ပြီးတော့ဟို difference ဖြစ်လာတယ်နော်ဟို focus မိတဲ့နေရာကြည်ပြီးတော့နောက်ကဟာတွေအကုန်လုံးဒီဝါးသွားတယ်ဒါကြောင့်မလို့တချို့ဆို portrait ရိုက်တဲ့အခါမှာနောက်ကဟိုဝါးပြီးတော့ရှေ့ကကြည်တဲ့ပုံစံမျိုးကိုသူကသွားတာရှိတယ်เนาะကျွန်တော်တို့အဲ့ဒါတွေကိုတစ်ခုချင်းစီဒီ lens တစ်ခုချင်းစီကိုကျွန်တော်တို့ AI မှာရေးကြည့်အောင်เนาะအဲ့တော့ပထမဦးဆုံးကတော့ ultra wide angle lens လို့ခေါ်တာပေါ့เนาะ ultra wide angle lens ဆိုတော့ focal length range ကဘယ်လောက်ရှိလဲဆိုတော့10နဲ့24 mm ကြားမှာရှိတဲ့ lens တွေကိုကျွန်တော်တို့ ultra wide angle lens လို့ခေါ်တယ်သူကတော့ဒီ expand the scenes dramatic perspective can distort age great for landscape architecture လို့ရေးထားတယ်အဓိကတော့တော့ဗာလဲဆိုတော့ဒီမြင်ကွင်းကိုချဲ့ပေးထားတဲ့ရိုက်ချက်တွေအနီးအဝေးမြင်ချင်းတွေအပြိုင် line တွေကိုပေါ်စေတယ်เนาะဒီရှုခင်းတွေပြီးသူကလက်ရာတွေကိုရိုက်တဲ့အခါမှာသုံးလေးရှိတဲ့ lens တစ်မျိုးဖြစ်တယ်အဲ့တော့ဒီကင်မရာကအရန်ကိုသူကခုံးလို့တဲ့အတွက်ကြောင့်မလို့ဒေါက်တွေကဝါးတဲ့ဟာမျိုးတွေမြင်ရနိုင်တယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ ultra wide angle lens လို့ခေါ်တယ် range ကတော့10နဲ့24 mm ကြားမှာရှိတယ်เนาะအဲ့တော့ prompt လေးတစ်ခုလောက်ကျွန်တော်စမ်းရေးကြည့်အောင် ultra wide angle lens city skyline at night towering skyscrapers dramatic perspective เนาะအဲ့တော့ဒီမှာကဘာလဲဆိုတော့ ultra wide angle lens ဆိုတဲ့ keyword ကိုရှေ့ဆုံးမှာထည့်ရေးထားတယ်เนาะပြီးတော့ city skyline at night ဒီမြို့ကြီးရဲ့ညပိုင်းเนาะဟို skyline ကိုရိုက်ထားတာ towering ဆိုတာကတော့ဒီအရန်ကိုရှည်လျားမြင့်မာတဲ့ skyscraper တွေအထက်မြင့်တိုက်ကြီးတွေပြီးရင် dramatic perspective ပေါ့နော်အဲ့တော့ perspective ကတော့ဒီအနီးဝေးမြင်ခြင်းကိုပြောတာအနီးဝေးမြင်ခြင်းကလည်းဒီ drama sensor perspective တွေနဲ့ရိုက်ထားမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတာအဲ့တော့အဓိကတော့ဒီနေရာမှာ keyword ကဘာလဲဆိုတော့ဒီ ultra wide angle lens ဆိုတဲ့စကားလုံးက keyword ပဲကျွန်တော်တို့ကအဲ့လိုမျိုးမြင်ကွင်းကျယ်ပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင် ultra wide angle lens ဆိုတဲ့စကားလုံးကိုprompt ထဲမှာထည့်ရေးပေးဖို့လိုတယ်တူတီမဟုတ်လေ focal length range ခုနက10နဲ့24 mm တဲ့ကတစ်ခုခုပေါ့နော်10 mm လည်းဖြစ်ဖြစ်24 mm prompt ထဲမှာထည့်ရေးပေးရမယ်ခုစမ်းကြည့်အောင်အဲ့တော့ဒီ prompt ကိုရေးတဲ့အခါမှာဘယ်လိုပုံစံထွက်လာလဲဆိုတော့ဒီ ultra နော် city skyline at night towering skyscraper dramatic perspective ကိုသူပုံဖော်ထားတဲ့ဟာကိုထွက်လာတယ်နော် light tree တောင်ပါသေးတယ်နောက်တစ်ခုလောက်စမ်းကြည့်အောင်နောက်တစ်ခုကတော့ဗာလဲဆိုတော့ wide angle lens ပေါ့နော်အဲ့တော့ wide angle lens ကတော့
focal length က range ကဘယ်လောက်နဲ့ဘယ်လောက်ကြားမှာရှိလဲဆိုတော့24နဲ့ 35 mm ကြားမှာရှိတယ်နော် capture more background good for group shot street photography အဲ့တော့နောက်ခံအကြောင်းအရာတွေကိုပုံမထည့်သွင်းဖော်ပြခြင်းတဲ့အခါမှာရိုက်တဲ့ရိုက်ချက်မျိုးဖြစ်တဲ့အုပ်စုလိုက်ပုံတွေနော်လမ်းမတစ်လျှောက်မှာသဘာဝအတိုင်းလျှက်တစ်ပြက်ရိုက်ကူတဲ့ပုံမျိုးစားတွေမှာတွေ့ရတဲ့ lens တွေဖြစ်တယ်အဲ့ဒါတော့ wide angle lens ပေါ့ prompt တစ်ခုလောက်ကျွန်တော်တို့စမ်းပြီးတော့ရေးကြည့်အောင်နော် wide angle lens bustling street market vibrant colors cinematic look နော် wide angle lens ဆိုတဲ့စကားလုံးထည့်ရေးထားတယ် bustling ဆိုတာကတော့ဒီ full of activity ပေါ့နော်အရန်ကိုလူတွေရှုပ်ထွေးပြီးတော့များနေတဲ့ဈေးပေါ့နော်ဈေးလမ်းပေါ့နော် vibrant color ဆိုတာအရောင်လေးတွေကိုနည်းနည်းတောက်လေးတွေဆိုလေးတွေထည့်မယ် cinematic လို့ဆိုရုပ်ရှင်ဆန်ဆန်သွင်မြင်ဖြစ်ရမယ်နော်အဓိက keyword က prompt ထဲမှာ wide angle lens ဆိုတဲ့ဟာကိုကျွန်တော်ထည့်ရေးရမယ်စမ်းကြည့်အောင်နော်ဒီ prompt ဆိုရင် AI ကဒီပုံထုတ်ပေးတယ်တော်တော်လှတယ်နောက်တစ်ခုကတော့ standard normal lens ပေါ့နော်ပုံမှန် lens ကိုပြောတာ focal length က range ကဘယ်လောက်ရှိလဲဆိုတော့35ကနေ50 mm range ထဲမှာရှိတဲ့မှန် blue တွေကိုကျွန်တော်တို့က standard lens လို့ခေါ်တယ်အဲ့တော့သူကတော့ natural perspective ဖြစ်တယ် close to human vision ideal for portrait and everyday shots ပေါ့အဓိကတော့သူကသဘာဝကြကြမြင်ကွင်းမျိုးတွေဖြစ်တယ်လူမျက်လုံးကနေမြင်ရတဲ့အခြေအနေနဲ့အနည်းဆုံးတူတဲ့အနေအထားဖြစ်တယ် portrait ပုံတွေပုံမှန်ရိုက်ချက်တွေအတွက်ကိုအထူးသင့်လျော်တဲ့ lens မျိုးဖြစ်တယ်အဲ့တော့ prompt တစ်ခုလောက်စမ်းပြီးတော့ရေးကြည့်အောင်နော်50 millimeter lens portrait of a young woman smiling cinematic lighting နော် okay အဲ့တော့ lens ကဘာသုံးလဲဆိုတော့50 mm lens ကိုသုံးမယ် portrait ပုံစံเนาะ downlight ပုံစံ young woman မိန်းမပျိုလေးတယောက် smiling ပြုံးနေတယ် cinematic lighting ရုပ်ရှင်ဆန်ဆန်เนาะ lighting မျိုးလေးနဲ့ဆိုပြီးစမ်းကြည့်အောင်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့50 mm lens နဲ့ရိုက်ထားတဲ့ပုံကို AI ကထုတ်ပေးတယ်နောက်တစ်မျိုးစမ်းကြည့်အောင်နောက်တစ်မျိုးတော့ဗာလဲဆိုတော့ portrait lens ပေါ့နော် portrait lens ဆိုတာကတော့ focal length range ကဘယ်လောက်နဲ့ဘယ်လောက်ကြားရှိလဲဆိုတော့85ကနေပြီးတော့105 mm ကြားမှာရှိတဲ့ lens တွေဖြစ်တယ်เนาะအဲ့တော့အဓိကတော့ flattering depth of field blur background bokeh effect perfect for portrait ပေါ့အဓိကတော့အနီးဆုံးအရာဖြစ်တဲ့ဒီလူသုံးမှုအရာဝတ္ထုနဲ့နောက်ခံအဝေးဆုံးတို့ကြားမှာတိမ်မွေ့တဲ့အကူပြောင်းဖြစ်စေတာပေါ့နော်အဓိကနောက်ခံဝါသွားတယ်လူပုံ portrait တွေမှာသုံးလေးရှိတဲ့ lens တွေဖြစ်တယ်အဲ့တော့ထည့်ပြီးတော့ရေးခြင်းတယ်ဆိုလို့ရှိရင် focal length နဲ့ထည့်ရေးခြင်းတယ်ဆိုရင်85နဲ့105 mm ကြားမှာထည့်ရေးလို့ရတယ် prompt တစ်ခုလောက်စမ်းကြည့်အောင်85 mm lens soft focus background close up of a man in vintage suit elegant mood နော်အဓိကတော့ဒီမှာ keyword ကဘာလဲဆိုတော့85 mm lens ဆိုတဲ့စကားလုံးဒီ keyword ဖြစ်တယ်နော် soft focus background နောက်ခံကကြတော့ soft focus ဆိုတာမကြည့်ဘူးလို့ပြောချင်တာနော် close up of close up shot man close up shot of man ဆိုတော့လူတစ်ယောက် vintage suit ဆိုတော့ရှေးဟောင်းရှေးခေတ်စတိုင်အဝတ်စားပေါ့နော် elegant mode ဆိုတာကတော့သူကကြက်တည်ရှိတဲ့နော်ပုံစံမျိုးမင်္ဂလာရှိတဲ့ mood မျိုးပုံစံမျိုးပြောတာစမ်းကြည့်အောင်နော်အဲ့တော့ဒီမှာ AI prompt ထဲမှာကျွန်တော်85 mm သို့ဒီမဟုတ် portrait lens ဆိုတဲ့စကားလုံးကိုထည့်ရေးလိုက်မယ်ဆိုရင်ဒါမျိုးကိုထုတ်ပေးလိုက်မယ်နောက်တစ်ခုစမ်းကြည့်အောင်နောက်တစ်ခုကတော့ telephoto lens ပေါ့နော် telephoto lens က focal length range ကဘယ်လောက်နဲ့ဘယ်လောက်ကြားမှာရှိလဲဆိုတော့135ကနေပြီးတော့300 mm ကြားမှာရှိတယ် zooms in compress distance isolate subject from background နော်အဓိကတော့အဝေးကနေလှမ်းဆွဲပြီးရိုက်တဲ့ရိုက်ချက်တွေအဝေးမှအရာဖြစ်တော့လည်းပဲအနီးကပ်မြင်ရတဲ့ကဲဆိုချုပ်ထားတဲ့သဘောမြင်ရစေတယ်ပြီးတော့နောက်ခံကနော်ဒီအဓိက subject ကိုဆွဲထုတ်ပြီးဖော်ပြတဲ့ရိုက်ချက်တွေမှာသုံးတဲ့ lens ဖြစ်တယ် telephoto lens ဆိုတော့ zoom lens ပဲပြောရမှာပေါ့နော်ဒီ zoom ဆွဲပြီးတော့လှမ်းရိုက်တဲ့ဟာမျိုး prompt တစ်ခုလောက်ဆိုင်ရေးကြည့်အောင်200 mm telephoto lens wildlife photography of a tiger in jungle sharp focus နော်200 mm telephoto lens ဒါ keyword ဒီ prompt မှာဆိုလို့ရှိရင်เนาะဒါကိုထည့်ရေးထားတယ် wildlife photography ဆိုတာတော့ဒီတောရိုင်းတိရစ္ဆာန်တွေတောရိုင်းသားကောင်တွေကိုရိုက်တဲ့တပ်ပုံမျိုးစားပေါ့နော် of a tiger ကြားတစ်ကောင်ရဲ့ပုံ in jungle တောထဲမှာ sharp focus ဆိုတာလုံးဝကြည်လင်နေအောင် focus ဖြတ်ထားတာကြားကိုပေါ့နော် focus ဖြတ်တဲ့ပုံဒီ prompt ကိုစမ်းကြည့်အောင်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ telephoto lens နဲ့ရိုက်ထားတဲ့ပုံ AI ကထုတ်ပေးတာပေါ့နောက်တစ်ခုလောက်စမ်းကြည့်အောင်နောက်တစ်ခုကတော့ဘာလဲဆိုတော့
super telephoto lens ဆိုတာ super telephoto lens ဆိုတာကတော့ telephoto ကိုမှပို့ပြီးတော့ range ကပို့နော်ဟို focal length range က300 mm အထက်ဖြစ်သွားတဲ့ lens တွေကို super telephoto lens လို့ခေါ်တယ် extreme zoom တွေ sports တွေ wildlife တွေ astronomy တွေမှာသုံးတာအဓိကတော့ဒီဘောလုံးပွဲတွေမှာဆိုတော့ဘောလုံးကန်တဲ့ဖက်နှက်နဲ့ထိသွားတဲ့ဘောလုံးနဲ့ထိသွားတဲ့အချက်မျိုးတွေရိုက်ချက်မျိုးတွေเนาะနောက်တစ်ခုကဒီ wildlife တွေနောက်တစ်ခုကဒီနက္ခတ္တရာကြည့်တဲ့ဟာမျိုးတွေမှာသုံးတဲ့ lens တွေကို super telephoto lens လို့ခေါ်တယ်အလွန်ဝေးဝေးကို zoom ဆွဲရိုက်ထားခြင်းဖြစ်တယ်အားကစားပွဲတွေတောရိုင်းသိစံတွေကြောင်းရိုက်ထားတဲ့ဟာမျိုးတွေနက်ခက်ဗေဒတွေကျဲစုတွေရိုက်တဲ့အခါမှာသုံးပြတဲ့ lens တွေဖြစ်တယ်အဲ့တော့ prompt တစ်ခုလောက်ကျွန်တော်တို့စမ်းပြီးတော့ရေးကြည့်အောင်600 mm super telephoto lens close up of eagle in flight detailed feathers เนาะ600 mm super telephoto lens ဆိုတဲ့စကားလုံးကဒီမှာ keyword ဖြစ်တယ် close up of eagle သိန်းကတကောင်ရဲ့ပုံ in flight ပြန်နေတဲ့အချိန်မှာရိုက်ထားတယ် detail feather ဆိုတော့သူ့ရဲ့အမွှေးမြင်တွေကို detail မြင်ရတယ်ပေါ့နော်အဲ့တော့သိန်းကဆိုတာအရင်အဝေးမှာပြန်တဲ့ငှက်မျိုးစားဖြစ်တယ်သူ့ကိုလှမ်းပြီးရိုက်မယ်ဆိုလို့ရှိရင် telephoto lens နဲ့เนาะ super telephoto lens နဲ့ကျွန်တော်လှမ်းဆွဲပြီးရိုက်မှာဖြစ်မယ်เนาะအဲ့တော့ဒီမှာ prompt keyword key prompt ကတော့ဒီ600 mm super telephoto lens ဖြစ်တယ်စမ်းကြည့်အောင်เนาะအဲ့တော့ဒီလိုပုံမျိုးကို AI ကထုတ်ပေးတယ်နောက်တစ်ခုကတော့ macro lens ပေါ့နော်အဲ့တော့ macro lens ဆိုတာအားလုံးလည်းကြားဘူးသားဖြစ်မှာပေါ့နော် short macro lens 35နဲ့ 60 mm ကြားမှာရှိတဲ့ဟာကိုကျွန်တော် short macro lens လို့ခေါ်တယ် mid range macro lens တွေကတော့80နဲ့105ကြားမှာရှိတယ် long macro lens ဒီ150နဲ့200ကြားမှာရှိတယ် extreme detail ဖြစ်တယ် very close focus ဖြစ်တာပေါ့နော်အတိကတော့ macro short ဆိုတာလည်းရှေ့မှာကျွန်တော်ပြောပြခဲ့ပါတယ် macro lens ဆိုတာတော့အဲ့သဘောပဲเนาะကျွန်တော်အသေးစိတ်လေးတွေဟိုရိုက်တဲ့ဟာမျိုးလေးတွေပေါ့နော်အဲ့ဒါကို macro lens လို့ခေါ်တာပေါ့မြင်ကွင်းကိုချဲ့ပေးထားတဲ့ရိုက်ချက်တွေနီးဝေးမြင်ချင်းတွေအပြိုင်လန်းတွေကိုပေါ်စေတယ်ထောက်အနေနဲ့ဝါမယ်ရှုခင်းတွေပြီးသူကလက်ရာတွေကိုရိုက်တဲ့အခါမှာသုံးလို့ရှိတဲ့ lens ဖြစ်တယ်အဲကျွန်တော် macro lens နဲ့ပတ်သက်တဲ့prompt လေးရေးကြည့်အောင်နော် macro lens detail shot of a honeybee on a sunflower petal နော် macro lens ဆိုတဲ့စကားလုံးဒီ keyword ဖြစ်တယ်နော် detail ဆိုတာအသေးစိတ် shot ရိုက်ချက်ဖြစ်တယ် of a honeybee ဆိုတာပြားတစ်ကောင်ကိုအသေးစိတ်ရိုက်ထားရိုက်ချက်ဖြစ်တယ် on ဘယ်ပေါ်မှာလဲဆိုတော့ a sunflower petal ဆိုတော့ sunflower ဆိုတော့ nature ဘင်ရဲ့ petal ဆိုတော့ဒီပန်းရဲ့ပွင့်ဖက်လေးတွေပေါ့နော်ဒီအလဲစင်တာမှာရှိတဲ့ဟိုအဆန်လေးတွေပွင့်ဖက်လေးတွေကို petal လို့ခေါ်တယ်အဲ့ဒါလေးစမ်းကြည့်အောင်နော်ဒါကတော့ macro lens လို့ထည့်ပြီးတော့ prompt ထဲမှာထည့်ရေးလိုက်မယ်ဆိုရင်ပေါ်လာတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုလောက်စမ်းကြည့်အောင် fish eye lens fish eye lens ကတော့ focal length range အနေနဲ့ဆိုလို့ရှိရင်เนาะ8ကနေ16အဲ့ဒီအောက်လဲဟိုသွားနိုင်တယ်เนาะမီလီမီတာနဲ့ဆို ultra wide ဖြစ်တယ် curve distortion ဖြစ်တယ် circular effect ဖြစ်တယ်အဲ့တော့ငါးမျက်လုံးကနေပြီးတော့မြင်ရတတ်ကဲ့သို့ဖြစ်သွားမှာเนาะအရာအားလုံးကြီးခုံကြီးလုံးကြီးဖြစ်နေရိုက်ချက်မျိုးတွေအဲ့ဒါကိုဟို fish eye lens နဲ့ရိုက်တဲ့ပုံစံမျိုးလို့ဟိုပြောရမှာပေါ့အခုဒီ360 ကင်မရာတွေနဲ့ရိုက်တဲ့အခါမှာတွေ့ရတဲ့ပုံမျိုးတွေကလည်းအဲ့လိုမျိုးတွေပဲเนาะ fish eye lens ပုံစံမျိုးတွေပေါ့နော်စမ်းပြီးတော့ prompt တစ်ခုလောက်ရိုက်ကြည့်အောင် fish eye lens skateboarder mid jump in urban park dynamic perspective เนาะ fish eye lens နဲ့ရိုက်မယ် skateboard စီးနေတဲ့လူက mid jump ဆိုတော့ဒီခုန်လိုက်တဲ့အချိန်မှာအလယ်လောက်မှာလှမ်းရိုက်ထားတဲ့ဟာပေါ့နော် in urban park ဒီမြို့ထဲမှာရှိတဲ့ဟိုပန်းချံထဲမှာเนาะ skate စီးနေတဲ့လူတစ်ယောက်ကိုခုန်လိုက်တဲ့အချိန်မှာအလယ်လောက်မှာလှမ်းရိုက်ထားတာ dynamic perspective တော့နီးဝေးမြင်ချင်းကတော့လို့သလိုchanges လုပ်လို့ရတဲ့ပုံစံမျိုးလို့ပြောထားတယ်เนาะအဲ့တော့ prompt လေးကိုစမ်းကြည့်အောင်ဒါမျိုးပုံရမယ်အဲ့တော့ကျွန်တော်တို့AI နဲ့ပုံထုတ်တဲ့အခါမှာ prompt ထဲမှာ fish eye lens ဆိုတဲ့စကားလုံးကိုထည့်ရေးလိုက်မယ်ဆိုရင်ဒါမျိုးပုံစံကိုသူထုတ်ပေးမယ်နောက်တစ်ခုစမ်းကြည့်အောင် tilt shift lens ပေါ့နော်အဲ့ tilt shift lens ဆိုတာကတော့ဒီဓာတ်ပုံသမားတွေကတော့ဟိုပို့ပြီးတော့ကြားဘူးမှာပေါ့နော်အပြင်လူတွေကတော့တိတ်ပြီးတော့ဟိုကြားဘူးမှာမဟုတ်သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီပုံတစ်ပုံကိုအများပုံတစ်ပုံထဲမှာကျွန်တော်တို့ကအများကြီးပါကျင်တဲ့အခါမှာတော့ဘာသုံးလဲဆိုတော့ခုနက extreme wide တို့ ultra wide camera တို့ကိုသုံးရတယ်ဒါပေမဲ့အဲ့ဒီ camera တွေကိုသုံးလိုက်လို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ခုံကြီးတွေဖြစ်သွားတယ်ခုံကြီးတွေဖြစ်သွားတဲ့အခါကျတော့ပုံကြီးကထောက်နားမှာရှူးသွားတာပေါ့နော်ကန်းချီဟိုတစ်ခုရိုက်မယ်ဆိုလို့ရှိရင်ဟိုဘက်ထောက်ကိုရှူးသွားတယ်အဲ့လိုမျိုးမဖြစ်အောင် tilt shift lens ဆိုသုံးတယ် tilt shift lens ဆိုတာကတော့သူကအဲ့ဒီမှန်ဘလူးကြီးကဒီလိုမျိုးအပေါ်အောက်လဲဟို
နော်သွားလို့ရတယ်ဘေးဖယ်ညာလဲသွားလို့ရတယ်ကင်မရာကတော့အငြိမ်ပဲအဲ့ဒီမှန်ဘလူးကြီးကရှေ့အပေါ်အောက်ဘေးဖယ်ညာသွားလို့ရတဲ့ခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ခုနလိုမျိုးဒီ ultra wide လိုကင်မရာနဲ့ရိုက်တယ်လို့မျိုးပဲအများကြီးအပြည့်လဲပါတယ်ဒါပေမဲ့ perspective လို့ခေါ်တာမတိမ်သွားဘူးထောင်းနေမှာမကွေးသွားဘူးပေါ့နော်အဲ့လိုမျိုးဟာကိုသူကtest shift lens လို့ခေါ်တယ်ဆိုတော့အဲ့ဒါကတော့YouTube တွေမှာလည်းကြည့်လို့ရပါတယ်เนาะအဲ့တော့ test shift lens နဲ့ရိုက်တဲ့ပုံတွေပါတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် तू က down နေမရှူးသွားဘူးမခုံသွားဘူးမလုံးသွားဘူးအကုန်လုံးဒီတပြေးညီတယ်ပဲအကျယ်ကြီးလည်းပဲမြင်ရတယ်အဲ့လိုမျိုးဖြစ်အောင်ရိုက်တဲ့မှန် blue ကို test shift lens လို့ခေါ်တာပေါ့စမ်းပြီးတော့ prompt တစ်ခုလောက်ကျွန်တော်စမ်းရိုက်ကြည့်အောင် test shift lens city street looks like miniature toy down soft blur edges เนาะအဲ့တော့သုံးမှာဘာမှမလို့သုံးမှာလဲဆိုတော့ test shift lens ကိုသုံးမယ် city မြို့ land เนาะ look like miniature toy down ဆိုတာဒီကစားတဲ့အရုပ်လေးတွေပုံစံမျိုးเนาะမြင်ရတဲ့ကဲ့သို့ဖြစ်နေတဲ့ဟာမျိုးပေါ့เนาะ soft blur edge ဆိုတာကတော့ဒီ down နေမှာเนาะဝါးသွားတဲ့ effect မျိုးထည့်မယ်လို့ပြောလိုက်တာစမ်းကြည့်အောင်เนาะဒါဆိုလို့ရှိရင် test shift lens ကိုသုံးပြီးတော့ရိုက်ထားတဲ့ပုံမျိုးပဲเนาะ blur edge နော် down တွေကဝါးတဲ့ဟာမျိုးဒါကို test shift lens လို့ခေါ်တယ်အဲ့တော့ဒီကျွန်တော်တို့ prompt ထဲမှာ test shift လို့ခေါ်တဲ့စကားလုံးကိုထည့်ရေးလိုက်မယ်ဆိုရင်အဲ့လိုမျိုးကိုရမယ်နော်နောက်တစ်ခုကတော့ cinematic anamorphic lens ပေါ့နော် focal length range ကကြတော့ video ပဲနော်ရှိတယ် wider aspect ratio ပေါ့နော် wider screen cinematic look ဖြစ်တယ် horizontal lens flare တွေတွေ့ရမယ်ဒီကတော့မြင်ကွင်းကျယ်ရုပ်ရှင်ကားကြီးစတိုင်ကိုခံစားရစေတယ်အလျားလိုက်ဒီပုံစံဖြစ်တဲ့ရောင်ပြန်ဒီ lens flare တွေပါဝင်လေးရှိတဲ့ပေါ်လေးရှိတဲ့ lens မျိုးစားတွေအဲ့ဒါကိုကျွန်တော်တို့က cinematic anamorphic lens လို့ခေါ်တယ်စမ်းပြီးရိုက်ကြည့်အောင် prompt တစ်ခုပေါ့နော် night city from cyberpunk at dusk glowing neon lights cinematic view anamorphic lens aspect ratio 60:9လို့ရိုက်လိုက်အဲ့တော့ night city from cyberpunk ဆိုတာကတော့ကျွန်တော် game သမားတွေကတော့သိရနော် cyberpunk game အဲ့ cyberpunk game ထဲမှာပါတဲ့မြို့ကြီးဆို night city လို့ခေါ်တာ night city from cyberpunk at dusk ဆိုတာတော့နေဝင်ပြီးသွားတဲ့အချိန်ပြောတာနော် glowing neon lights neon မီးရောင်တွေကတောက်ပပလင်းနေတယ် view ကလည်း cinematic နော်ရုပ်ရှင်လို view မျိုးဖြစ်တယ်အဲ့မှာ keyword တွေပါလဲဆိုတော့ anamorphic lens ဆိုတဲ့ဟာဒီ keyword ဖြစ်တယ်အချိုးကတော့အလျားက16 downlight က9အချိုးဆိုပြီးတော့ကျွန်တော် prompt ကိုရေးထားတယ်အဲ့တော့ဒီနေရာမှာ keyword ကဘာလဲဆိုတော့ anamorphic lens ဆိုတဲ့ဟာက keyword ဖြစ်တယ်စမ်းပြီးတော့ရိုက်ကြည့်အောင်เนาะဒါ AI ကထုတ်ပေးတဲ့ပုံပေါ့နော်โอเคနောက်တစ်ခုကတော့ soft focus lens ဖြစ်ပါတယ်အဲ့တော့ soft focus lens ဆိုတာတော့ focal length range က video ပဲဖြစ်တယ်effect တွေကတော့ dreaming ဖြစ်မယ် romantic ဖြစ်မယ် vantage feel ကိုရမယ် reduce sharpness ဖြစ်မယ်သဘောကတော့သူကစိတ်ကူးရင်ဆန်ဆန်ဖြစ်မယ် romantic ဆန်ဆန်ဖြစ်မယ်ခေတ်ဟောင်းပုံစံဖြစ်မယ်ရှင်းလင်းပြတ်သားမှုကညော့နေမယ်နည်းနည်းဝါးနေမှာခက်ဝါးပုံစံဖြစ်နေတဲ့ဖြစ်အောင်ဖန်တီးထားတဲ့ lens ပေါ့နော်အမှန် blue ပေါ့ဒါကို soft focus lens လို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီမှန် blue ကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်နော်အဲ့တော့ prompt လေးရိုက်ကြည့်အောင် soft focus lens portraits of bright in sunlight ethereal glow နော် soft focus lens ကိုသုံးမယ်နော် portrait လူဓာတ်ပုံလူပုံပေါ့နော် bright ဆိုတာသူတို့သမီးရဲ့ပုံကိုနော် sunlight နေအောင်ထဲမှာနော် ethereal ဆိုတာကတော့ဒီ airy ဖြစ်တယ် ghostly ဖြစ်တယ်အရန်ကိုတောက်ပလင်းလုံးတဲ့ပုံစံမျိုးအဲ့ဒါကို ethereal လို့ခေါ်တာပေါ့နော်အဲ့တော့ ethereal တောက်ပနေမယ်နော်သူတို့သမီးရဲ့ပုံကို soft focus lens နဲ့ရိုက်မယ်လို့ပြောတာဒါဆိုရင်ကျွန်တော်တို့ဒီလိုပုံလေးထွက်လာတာကိုတွေ့ရမယ်เนาะအဲ့တော့ဒါဒီ soft focus lens နဲ့ရိုက်ထားတာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ lens တွေကเนาะ prompt တွေမှာထည့်ရေးရမယ် lens တွေရဲ့အကြောင်းလေ့လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာပြီးတဲ့အခါမှာ lens 5မျိုးနဲ့ကိုယ့်အကို prompt တွေရေးကြည့်ပါရေးကြည့်ပြီးတော့လို့ရှိရင်အဲ့ရေးထားတဲ့ပုံနဲ့ကိုရေးခဲ့တဲ့ prompt တွေကိုကျွန်တော်တို့ဒီမှာပေးထားတဲ့လိပ်စာတွေကိုပို့ပေးပါကျွန်တော်ကိုယ်တိုင်စစ်ပေးပါမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်